မောင်ဆက်နေနှင့်တီရီဇောတိကာယုံကျုံနမဲကဆက်နေအသားကခက်ညိုညိုစပင်ကစုပ်ဖွားဖွားရုပ်ကြည့်ရင်တော့နှစ်ပြားမတန်ဘူးလို့ထင်ရမှာပေါ်ပြသို့ပေမဲ့အထင်တော့မသေးနဲ့ဗျကျုပ်ကအစိုးရကြောင့်ကိုရန်းအောင်ထားတာဂျူနီယာအင်္ဂလိပ်ကိုစလောက်တော့ရတယ်ပေါ့ဗျာကျုပ်တို့တရွာလုံးမှာအစိုးရကြောင့်ကိုရန်းအောင်ဆိုလို့ကျုပ်တယောက်တည်းရှိတာကိုရာပေမဲ့လေဘဝကံကမကောင်းရှာတော့မိဘနှစ်ပါးလုံးကရှေ့စင်းနောက်စင်စုံနဲ့မိဘတွေဆုံးတော့ကျုပ်လည်းဘာလို့ရမှန်းမသိလို့မြို့တက်လာခဲ့တာမြို့ရောက်တော့လူလိန်နဲ့တွေ့လို့မိဘတွေတေလို့ရခဲ့တဲ့အိမ်နဲ့ဝိုင်းရောင်းထားတာလေကုံရောပြအဲ့ဒီအချိန်မှာကျုပ်အတော်စိတ်ညစ်သွားတယ်ဗျစိတ်ညစ်ညစ်နဲ့လမ်းလျှောက်လာတာကြာပန်းတွေပြေးပွင့်နေပြီးငကားယုံဖျားရှိတဲ့ကန်ကြီးကိုတွေးပါရောကျုပ်ကြာပန်းတွေကိုကြည့်ရင်ဒီကန်ကြီးကတော်တာနဲ့မှာပဲလို့တွေးနေတာပြို့ရွာကိုပြန်ရင်လေကြီးလေကျဲပြောခဲ့တဲ့ကျုပ်ကိုရွာဦးเจ้าကဖုန်ကြီးကအစတရွာလုံးအစုံမျက်မုံးကျိုးနေမှာအသေးချာပဲအဲ့ဒါနဲ့ကျုပ်လဲကြမ်းရမရဖြစ်ပြီးတထိုင်ထဲမှာပဲလူလောကကြီးကိုစိတ်ကုံလာတယ်ဆိုပါတော့လေအဲ့ဒါနဲ့ရှေ့ကရေကန်ကြီးကိုကြည့်ပြီးတော့အေးမိတယ်ဗျငါရေနစ်ရင်တေမှာပေါ့ရွာမကရေကန်ဆိုလို့ကျွဲလူအိုင်လောက်ပဲတွေ့ဘူးတာလေအဲ့ဒီတော့ကျုပ်ရေမကူးတတ်တာအသေးချာပဲရေကလည်းတခါမှမနစ်ဘူးတော့ရေနစ်ရင်ဘလို့ကြီးလဲဆိုတာကိုတွေးရင်ကျုပ်ငွေတွေကိုပြန်မဲ့ရလာပါလေရောအဲ့ဒါနဲ့ဒီလောက်တောင်တောက်သုံးမကြတဲ့ကောင်သေးတာပဲအေးတယ်လို့ကို့ဘာသာပြောရင်ကန်ထဲခုံချလိုက်တယ်ကျုပ်ခုံချတာဒိုင်ပင်ထိုးသလိုဖြစ်သွားပြီးခေါင်းနဲ့ကန်ထဲဆောက်ထိုးကြတာရေထဲရောက်တော့ကျုပ်ခေါင်းတွေမူးလာပါရောအဲ့မှာကျုပ်တစ်ချက်တွေးလိုက်မိတယ်ရေနစ်တာမူးတူတူးနေပါလားလို့ပေါ့ပြီးတော့ကျုပ်မျက်လုံးတွေထဲဘာမှမမြင်ရတော့ဘူးကျုပ်ထင်လိုက်တယ်ငါတည်သွားပြီလို့ပေါ့ကျုပ်မျက်လုံးဖွင့်လို့ရလာတဲ့စိတ်ထဲတွေးမိတာကငါရည်နစ်တည်ပြီးအခုငါမျက်စိဖွင့်ရင်မြင်ရမှာကအမေတို့ပြောပြဘူးတဲ့ဂျိုးထောင်ထောင်နဲ့ရမမင်းကြီးလို့ကျုပ်တွေးမိတာလေမျက်လုံးကိုအာယူပြီးဖွင့်လိုက်တယ်ဗျာဟာအမလေးကျုပ်လန့်သွားတယ်တခုံမီးမတက်အောင်ကိုလန့်သွားတာဘာလို့လဲဆိုတော့ကျုပ်မြင်လိုက်ရတာရမမင်းမဟုတ်ပဲဖုန်ကြီးဝါတုတ်တုတ်တပားဖြစ်နေတဲ့ဗျာကျုပ်လန့်သွားတာကိုသူလဲလန့်သွားပုံပေါ်တယ်ကျုပ်ကိုမျက်စောင်းထိုးကြည့်ပြီးပြောတယ်တောင်းလန်းလိုက်တာကွာမင်းလုံးမှပဲငါမှသွေးတိုးရှိတာသွေးဆောင်တက်ပြီးတေတော့မှပဲကျုပ်ဘာပြောရမှန်းမသိကြောင်ငင်းနေတဲ့အချိန်မှာပဲအဲ့ဒီဖုန်ကြီးကကျုပ်ကိုထပ်ပြီးစကားပြောတယ်ဗျဟေ့ကောင်မင်းကြည့်ရတာကြောင်တောင်တောင်နဲ့ဘာဖြစ်နေတာလဲခေါင်းထိပြီးယူသွားတာလားအရှင်ဖျားတပြည့်တော်ကဘလို့လုပ်ပြီးဒီကိုရောက်နေတာလဲဖျားဘလို့လို့ရောက်လာရမှာလဲမင်းငကားယုံကန်နဲ့ဒိုင်မင်ထိုးစင်းတာလေးရေကန်ထဲကကြောက်တုံးနဲ့ခေါင်းကိုစောင့်မိပြီးသတိလစ်နေလို့ဒီကိုခေါ်လာတာမင်းကွာကန်ထဲကရေကဒူးလောက်ပဲရှာကြည့်တာမင်းမို့ဒိုင်မင်ထိုးချရတယ်လို့ဖုန်ကြီးပြောမှပဲကျုပ်တက်သေးတာကိုအမှတ်ရသွားတယ်ဒါကိုဖုန်ကြီးကကျုပ်ကိုတက်သေးတယ်မထင်ပဲရေစင်းချိုးတယ်ထင်နေတာကဲအဲ့တော့မထူးတော့ဘူးဆိုပြီးအယူဆက်ခင်းရတာပေါ့ဟုတ်တယ်ဖျားတပြည့်တော့အတော်အိုက်လို့ရေထဲဆင်းလိုက်တာဖျားအေးမင်းကောင်းကိုတော့ဖုန်ကြီးတို့ဆေးထည့်ပေးထားတယ်တိတ်တော့စိုးရိမ်စရာမရှိပါဘူးအများဆုံးဖြစ်အသက်ပြောက်ယုံပေါ့ဘလို့ကြီးလဲဖျားဖုန်ကြီးဝါတော့မှာပျော်တတ်သည်ထင်းဘလို့ကြီးလဲဖျားဖုန်ကြီးဝတ်တုံမှာပျော်တတ်သည်ထင်တဲ့ကျုပ်တောင်သူ့ကိုကြည့်တာနဲ့စိတ်ညစ်နေတာတွေပျောက်ချင်ချင်းများဖုန်ကြီးထွက်သွားပြီးမကြလဘူးကိုရင်လေးနှစ်ပါးအခန်းထဲဝင်လာတဲ့သူတို့ကြည့်ရတာလဲစကားများနေတဲ့ပုံပဲကျုပ်ကြားမိတလောက်တော့ကိုရင်ကြီးမညစ်နဲ့နော်ဒီပန်ကန်ငါ့ကိုယူခိုင်းတာဟဲ့ကိုရင်ငယ်မင်းနဲ့ဘာဆိုင်လဲဖုန်ကြီးကဒီဝက်စွပ်ပြုတ်ကိုငါယူခိုင်းတာကျုပ်ဒီကိုရင်နှစ်ပါးဘာကြောင့်စကားများနေတယ်ဆိုတာအကဲခတ်မရဘူးပြမကြပါဘူးပန်ကန်တစ်ခုကိုသူဆွဲငါဆွဲနဲ့ပဲရောက်လာတဲ့ကျုပ်နားရောက်တော့ကျုပ်ကိုကြည့်ပြီးကိုရင်ကြီးကစကားပြောလာတယ်လေပါတဲ့တကာကြီးတတိယလာပြီလားဒီမှာဖုန်ကြီးကတကာကြီးအတွက်ဝက်စွပ်ပြုတ်ဝယ်ထားတဲ့ကိုရင်အထင်တကာကြီးကခေါင်းထိထားတာဆိုတော့တောက်နိုင်မဲ့ပုံမပေါ်ဘူးအော်အခုမှသိတယ်ဒီကိုရင်နှစ်ပါးပကံလူနေတာဒါကြောင့်ကိုကျုပ်ကလည်းဘဲရမလဲအဲ့နေရကနေလူးလဲထားလိုက်ပြီးတပည့်တော်ဗိုက်စာနေတာနဲ့အတော်ပဲကျေးဇူးတင်လိုက်တာကိုရင်ရဲ့ကျုပ်ရဲ့နွားငှက်ရေကြစားတောက်ပုံကိုကြည့်ပြီးကိုရင်နှစ်ပါးစိတ်ညစ်သွားတယ်ထင်တယ်ကျုပ်ကိုလှဲ့တောင်မကြည့်ပဲအခန်းပြင်ထွက်သွားတဲ့ပြိုကျုပ်လန်းခေါ်တာတောင်ကြားရက်သားနဲ့ပေပြီးထွက်သွားတာဗျာကျုပ်ဆိုဒီကိုရင်တွေဘာဖြစ်သွားလဲလို့တောင်တွေးနေသေးတာအခန်း3ကျုပ်ကိုကယ်ထားတဲ့ဘုန်းကြီးကျောင်းကတာမန်ဘုန်းကြီးကျောင်းလေးတစ်ကျောင်းပါပဲမြို့စုံမှာရှိတယ်ပြီးတော့ကျောင်းဝန်းအကျယ်ကြီးထဲမှာကျောင်းဆောင်နေပဲရှိတယ်ပေါ့ဗျာလျှက်စစ်မီးလည်းမရသေးဘူးမီးဆက်ပဲနှိုးသုံးရတာဘုန်းကြီးဝါတုတ်ပြောပုံရဆိုမြို့ထဲကငကားယုံဖျားကိုသူတို့လာရင်ကျုပ်ကိုတွေးလို့ကဲလာတာဆိုပဲဘာပဲဖြစ်ဖြစ်ကျုပ်ကိုကဲလာတဲ့ဘုန်းကြီးဝတ်တုတ်ကတကယ်ကိုပဲကျုပ်အတွက်အားကိုးစရာဖြစ်ခဲ့ပါတယ်ဒါနဲ့ပြောဖို့မေးနေတာအများစုခေါ်တဲ့နာမည်ကျောင်းနာမည်ကကမ္မထမ်းကျောင်းနဲ့ဗျအင်းကျောင်း
ဝင်မုတ်ဦးမှာရေးထားတဲ့နာမည်ကတော့တီရီဇောတိကယုံကျောင်းတိုက်တဲ့ဗျာနာမည်နဲ့လိုက်ပါပေးတဲ့ကျောင်းကအတော်ကိုချမ်းသာတာဆိုတာများမိဆက်ပြက်လို့ပြင်ရတဲ့ကပ္ပိယကြီးဆိုလူပုံမပေါက်တော့ဘူးတူးကြည့်ရတာမျက်တွင်းဟောက်ပဲနဲ့ဗျာအင်းပြောရအောင်မယ်ကျုပ်ရောက်နေတဲ့ကျောင်းမှာကျောင်းထိုင်ဖုန်ကြီးဝါတုတ်အဲမလို့ဥပညာသားမိနဲ့ကိုရင်နှစ်ပါးပြီးတော့ကပ္ပိယကြီးဥကာလူလို့ရှိတယ်ဗျာကပ္ပိယကြီးကဖုန်ကြီးထက်အသက်ကြီးတယ်ဗျာအဲ့ဒါကြောင့်သူ့ကိုတကျောင်းလုံးကတော့ဘိုးကာလို့ခေါ်ကြတယ်ဘိုးကာကဒီကျောင်းမှာနေလာတာအရင်ဆရာတော်ကြီးလက်ထက်ကလေးကလို့ပြောတယ်ကျုပ်တို့အခုနေတဲ့ကျောင်းမှာဗိမာန်ကြီးတစ်ခုရှိတယ်နာမည်ကဒေါ်သိန်းရင်ဗိမာန်နဲ့လေအဲ့ဒါကြီးရှိလို့ထင်တဲ့ကျောင်းမှာမကြစွန့်ကြွေးကွန်းကြွေးလေးတော့အမြဲရှိတပြကျုပ်လဲတက်တာလာပြီဆိုတော့ဘုန်းကြီးကကျုပ်ကိုရင်လေးတစ်ပါးနဲ့အခေါ်လွတ်တယ်ဗျာကိုရင်လေးကြည့်ရတာကျုပ်ကိုတိတ်ပြီးအစာချေဖို့မပေါ်ဘူးကျုံနားလဲပါတယ်လေသူ့ရဲ့စိတ်ကူးအိမ်မက်လေးကိုကျုပ်ဖြတ်လိုက်တာကိုရင်လေးကပြူးကြည့်ပြီးစကလန့်ပြောတယ်ဘုန်းကြီးကကျောင်းပေါ်တက်ခဲ့ပါတယ်ပြောစရာရှိလို့လဲသွားလိုက်ဦးဘာအကြောင်းများဖြစ်မလဲကိုရင်ခမားတိတ်ရှာရှိတယ်ဟိုရောက်ရင်သိရမှာပဲမဟုတ်ဘူးလားဟုတ်ပါတယ်ဖေရကျုပ်တိတ်လဲပြန်မပြောရဲဘူးဗျာကိုရင်ကင်ထားတာကတပိတ်ကြီးပြောရတာမဟုတ်ဘူးကိုရင်ရုပ်ကစိတ်မရှိရင်လုံးမဲ့ရုပ်ကိုရင်ထွက်သွားပြီးမကြဘူးကျုပ်လဲဘုန်းကြီးကျောင်းပေါ်က